အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှဒေါက်တာအောင်ဝေဆန်ဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်ချင်းပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ကူးစက်ခံနေရတဲ့ COVID-19 ရောဂါကူးစက်ခံထားမှုအခြေအနေ update လေးနဲ့အတူပြည်သူလူထုအနေနဲ့ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ်ဆောင်ရှားနိုင်မှုတွေဆောင်ရန်အချက်အလက်များကိုတင်ပြသွားမှာဖြစ်ပါတယ်အားလုံးသိကြပြီးဖြစ်တဲ့အတိုင်းမြန်မာနိုင်ငံမှာ COVID-19 positive လူနာကိုကျွန်တော်တို့ချင်းပြည်နယ်တီးတိမ်မြို့မှာဒီပပြန်ပုဂ္ဂိုလ်တို့ကနေစတင်သိရှိခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်ဒီကနေ့အထိကျွန်တော်တို့ချင်းပြည်နယ်မှာ COVID-19 positive အတည်ပြုလူနာ50ဦးရှိခဲ့ပြီဖြစ်ပါတယ်အဲဒီ50ဦးထဲမှာတော့ကျွန်တော်ဟာခါမြို့မှာ6ဦးဖြစ်ပါတယ် first wave တုန်းကတရုတ်ပြန်မင်းကလေးငယ်တူဖြစ်ပြီးတော့အခုလုံးလုံးစံမှာကျွန်တော်တို့ဟာခါစေယုံကြီးမှာ COVID-19 အတည်ပြုလူနာ5ဦးရှိနေပါတယ်ဒီ5ဦးကတော့ရန်ကုန်ပြန်အမျိုးသမီး2ဦးဖြစ်ပါတယ်နောက်ရန်ကုန်ပြန်အမျိုးသား2ဦးဖြစ်ပြီးတော့ကျန်တဲ့2ယောက်ကတော့မြန်မာနေ့ကကျွန်တော်တို့ချင်းပြည်နယ်ကိုကုန်ပစ္စည်းတည်ယူပို့ဆောင်တဲ့ကားမှာချင်းပြည်နယ်ဆိုတာပို့ဆောင်တဲ့ကားဆရာနဲ့သူရဲ့ရင်တော့လိုက်2ဦးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလောလောဆယ်ရှိတဲ့5ဦးကတော့ရန်ကုန်ပြန်3ဦးနဲ့အတူကျွန်တော်တို့အခြားကျွန်တော်တို့ပြည်နယ်ကြားကလာတဲ့ကားဆရာရင်တော့လိုက်2ဦး5ဦးဖြစ်ပါတယ်ထထလန်မြို့မှာတော့မလေးရှားပြန်2ဦးရှိခဲ့ပြီးတော့အခုတော့လည်းကျင်းစင်နေတဲ့တော်တော်လူနာမရှိပါဘူးဖလန်းမြို့မှာဆိုရင်ကျွန်တော်လောလောဆယ် COVID-19 အတည်ပြုလူနာ2ဦးရှိပါတယ်အကြခင်ကျင်းပတော့မဲ့ရုပ်ကဝယ်ကာလမှာရုပ်ကဝယ်ဆိုင်ရာအေးများဆိုင်ရာတာဝန်ယူဖို့အတွက်အထူးရဲဆိုပြီးကျွန်တော်တို့သတ်မှတ်ရွေးချယ်ပြီးတင်အပ်ပေးနေတဲ့ထဲကအမျိုးသား2ဦးကျွန်တော်တို့ test kit နဲ့စစ်ဆေးကြတာမှာ positive တွေ့ရှိခဲ့တာဖြစ်ပါတယ်အခုကျွန်တော်တို့ဖလန်းစေယုံကြီးမှာကျွန်တော်တို့အတွင်းလူနာဖြစ်ကုသမှုပေးလျက်ရှိပါတယ်ဒီချိန်မြို့ကတော့ကျွန်တော်တို့အတွင်းလူနာ10ဦးထိရှိခဲ့ပြီးဖြစ်ပါတယ်လောလောဆယ်တော့ဒီချိန်မြို့နယ်မှာဒီနေ့ထိအတွင်းလူနာ1ယောက်ကုသမှုခံရရှိပြီးတော့ကျန်တဲ့9ဦးကတော့ကျန်တဲ့9ဦးကတော့ဆေးရုံဆင်းပြီးခဲ့ပြီးဖြစ်ပါတယ်တွန်းစံမြို့နယ်မှာအတွင်းလူနာ COVID-19 အတည်ပြုလူနာ7ဦးရှိခဲ့ပြီးဖြစ်ပါတယ်အဲဒီ case ကိုလည်းကျွန်တော်တို့ဒီတည်တင်ဆေးရုံကိုကြောင်းရှိကုသမှုခံယူစေခဲ့ပြီးတော့လောလောဆယ်မှာတော့အတွင်းလူနာတွေအားလုံးဟာဆေးရုံဆင်းပြီးခဲ့ပြီးဖြစ်ပါတယ်နောက်မင်းတပ်မြို့မှာတော့ကျွန်တော်တို့ COVID-19 အတည်ပြုလူနာ22ဦးရှိခဲ့ပါတယ်22ဦးမှာတော့လောလောဆယ်ကျွန်တော်တို့အယောက်20ဆေးရုံဆင်းပေးခဲ့ပြီးတော့လောလောဆယ်မှာအတွင်းလူနာဖြစ်2ယောက်ရှိပါတယ်မင်းတပ်မြို့မှာတော့မတူပီမြို့မှာကတော့ရန်ကုန်ကနေပြန်လာတော့ပလက်ဝဒေသခံ2ဦးရောက်ရှိခဲ့ပါတယ်ရန်ကုန်မှာဆေးသွားကူးတဲ့ဒီလင်မယား2ဦးဖြစ်ပါတယ်အမျိုးသားဒီသွေးကင်ဆာရောဂါနဲ့ရန်ကုန်မှာဆေးကုသပြီးတော့ပြန်လာတဲ့အချိန်မှာမတူပီမြို့ကိုရောက်ရှိတဲ့အချိန်မှာယောဂအခြေအနေပြင်းထန်ပြီးတော့ဆေးရုံမှာကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်ရန်ကုန်ကနေပြန်လာတဲ့လူနာဖြစ်တဲ့အတွက်ကြောင့် stay at home မြို့နယ်ကနေပြန်လာပြည်နယ်နဲ့မြို့ကပြန်လာတဲ့အတွက်ကြောင့်ဒီလိုကွယ်လွန်သွားတဲ့သူကိုလည်း COVID-19 တန်တရားလူနာကဲ့သို့သဘောထားပြီးတော့စနစ်တကျသင်ကြုံနှုတ်နှံမှုလုပ်ခဲ့ပါတယ်ထို့နည်းတူစွာပဲသူ့စီကနေပြီးတော့ nasopharyngeal swab ယူခဲ့ပါတယ်ထို့နည်းတူစွာသူ့ရဲ့အမျိုးသမီးကိုလည်း nasopharyngeal swab ယူပြီးတော့ရန်ကုန်မြို့
မျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနကိုပေးပို့စစ်ဆေးခဲ့တာမှာနှစ်ယောက်စလုံးက positive ထွက်ခဲ့တာဖြစ်ပါတယ်အမျိုးသားကတော့တင်းကြိုပြီးဖြစ်တဲ့နောက်ပိုင်းမှာအမျိုးသမီးကိုကျွန်တော်တို့မတူပြီးဆေးရုံမှာအတွင်းလူနာဖြစ်ကျွန်တော်တို့ကုသမှုပေးခဲ့ပြီးတော့ဒီကနေ့အော်တိုဘာ14ရက်နေ့မှာသူ့ကိုဆေးရုံဆင်းပြီးတော့မှဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်လောလောဆယ်ကျွန်တော်တို့ချင်းပြည်နယ်မှာတယောက်ခဲ့တဲ့ကုသမှုခံယူခဲ့တဲ့ကုသမှုခံယူနေတဲ့လူနာအယောက်50ကျော်တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့လူနာတွေကိုပြန်လည်သုံးသပ်တဲ့အခါမှာပြည်ပကနေပြန်လာသောသူတွေပါပါတယ်အမေရိကပြန်လာသောပုဂ္ဂိုလ်များတရုတ်နိုင်ငံကပြန်လာသောပုဂ္ဂိုလ်များမလေးရှားကနေပြန်လာသောပုဂ္ဂိုလ်များကျွန်တော်တို့အိန္ဒိယနိုင်ငံကနေပြီး20ချက်ကျော်ပြန်လာသောပုဂ္ဂိုလ်များဒါကိုတွေ့ရှိရသလိုကျွန်တော်တို့ခုနောက်ပိုင်းမှာတော့ပြည်တွင်းကူးစက်မှုဖြစ်တဲ့ပြည်တွင်းအနားမှာရှိတဲ့ပြည်တွင်းမှာဖြစ်တဲ့ရန်ကုန်တိုင်းဒေသကြီးကပြန်လာသောပုဂ္ဂိုလ်များနဲ့အတူအခြားတိုင်းဒေသကြီးပြည်နယ်များဖက်တမ်းဝင်ရောက်လာတဲ့ပုဂ္ဂိုလ်များနဲ့တဆင့်ကျွန်တော်တို့ positive လူနာတွေတွေ့ရတာဖြစ်ပါတယ်ဒီချက်လက်များကိုပြန်လည်သုံးသပ်မယ်ဆိုရင်ကျွန်တော်တို့ဒီပိုးတွေ့မှုဒီပြပပြန်နေမကဘဲနဲ့ကျွန်တော်တို့ပြည်တွင်းမှာပါ local transmission ကူးစက်မှုပြည်တွင်းကူးစက်မှုရှိနေပြီဆိုတာကိုအများပြည်သူကသိရှိပြီးဖြစ်ကြမှာရှိသလိုပို့ပြီးတော့လည်းအထူးသတိချက်ပြုကြစေချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ COVID-19 ရောဂါကိုဘယ်သူတူတယောက်ကိုမှဘယ်သူအစုအဖွဲ့ပေါ်မှာကူးစက်မှုမဖြစ်စေချင်ပါဘူးကူးစက်မှုမဖြစ်စေချင်တဲ့အတွက်ကြောင့်ကျန်းမာရေးနဲ့အာသာဝန်ကြီးဌာနသည်သက်ဆိုင်ရာဒေသအာဏာပိုင်များဌာနဆိုင်ရာများလူမှုအဖွဲ့အစည်းများ NGO များ volunteer များနဲ့ပူးပေါင်းပြီးတော့ပြည်သူလူထုကိုအသိပညာပေးတာတွေတတိပေးဆော်ရတာတွေစဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်ဒီနေ့မှာကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့အချင်းချုပ်တင်ပြခြင်းပါတယ်နံပါတ်1ကျွန်တော်တို့တွေပါးစပ်နှာခေါင်းကိုလုံအောင် mask တက်ခြင်းအပြင်အခြားသူထံမှကိုယ်စီကိုမကူးစက်အောင်ရင်ကိုယ်ထံမှအခြားသူကိုမကူးစက်အောင်ကာကွယ်ပြီးသားဖြစ်ပါတယ်ဒါကြောင့်အများပြည်သူများ mask တက်ခြင်းကိုပါးစပ်နှာခေါင်းလုံအောင်စနစ်တကျတက်ဆင်ဖို့ကိုထပ်မံပြီးတော့အသိပေးတိုက်တွန်းလိုပါတယ်နံပါတ်2ကျွန်တော်တို့ရဲ့မျက်နှာပါးစပ်နှာခေါင်းမျက်စိကိုကင်တွယ်မိရကနေပုံမှန်ဝင်ရောက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့လက်ကိုရေနဲ့ဆက်ပြားနဲ့မကြာခဏဆေးဖို့အယ်ကိုဟောအနည်းဆုံး60ရာခိုင်နှုန်းပါတဲ့ဟန်ဂျန်နဲ့သုတ်လိုင်းပြီးတော့စီကြောဖို့ကျွန်တော်အနေနဲ့ထပ်မံအသိပေးတိုက်တွန်းလိုပါတယ်ကျွန်တော်တို့ရဲ့လက်မှာ COVID-19 ပိုးမကန့်ညိမကြရအောင်ကာကွယ်ကြရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လူစုလူဝေးရှောင်ရှားဖို့ဖြစ်ပါတယ်လူစုလူဝေးများတဲ့နေရာကနေတဆင့်ကူးစက်နိုင်တဲ့အတွက်ကြောင့်တန်တန်ကြီးမိမိရဲ့အိမ်မှာနေကြဖို့ stay at home ကိုကျွန်တော်တို့မကြာခဏအသိပေးသတိပေးခဲ့ပါတယ်ဒါကိုလည်းလိုက်နာကြားစေချင်ပါတယ်အကြောင်းကိစ္စတစ်စုံတစ်ခုကြောင့်မဖြစ်မနေအပြင်ကိုထွက်ကြမယ်ဆိုရင်လူအနည်းဆုံးနဲ့ထွက်တဲ့သူတွေမှာ mask တပ်ဖို့လူရင် face shield တပ်ဖို့တရားနဲ့တယောက်အမြဲမပြတ်6ပေခွာအနည်းဆုံး6ပေခွာအနေထားဆိုတဲ့ social distancing ကိုလိုက်နာဖို့ကျွန်တော်အနေနဲ့ထပ်မံတိုက်တွန်းလိုပါတယ်ချင်းမြန်မာနိုင်ငံအခြားသောပြည်နယ်နဲ့တိုင်းမှာရောကျွန်တော်တို့ချင်းပြည်နယ်အပါအဝင်မှာလူစုလူဝေးကိုရှောင်ရှားဖို့အတွက်အခုချိန်မှာစားတောက်ဆိုင်တွေမှာအစားအသောက်ကိုပါဆက်စနစ်နဲ့သာရောင်းချဖို့ဝယ်ယူဖို့ဒါတနိုင်ငံလုံးညွှန်ကြားချက်ထုတ်ပြန်ပြီးသားဖြစ်ပါတယ်ဒီဟာကိုရောင်းချတဲ့ဆိုင်ရှင်တွေတာမကဝယ်ယူတဲ့ customer များပါပူပေါင်းဆောင်ရဲ့လိုက်ပါပေးကြမှသာလျှင်အဆင်ပြေချောမွေ့မှာဖြစ်ပါတယ်ထိုနည်းတူစွာပဲအများပြည်သူဝယ်ယူတဲ့ဈေးတွေမှာလည်းဈေးဆိုင်တွေမှာလည်းပြောင်းလဲပြောင်းအနည်းဆုံး6ပေချဖို့ဆိုင်တွေတစ်ခုနဲ့တစ်ခုအကောက်ဝေးနည်းနည်းချထားဖို့ဈေးဝယ်သူတွေဈေးရောင်းသူတွေဟာ mask တပ်ထားပြီးတော့ social distancing အနည်းဆုံး6ပေခွာနဲ့ရောင်းချခြင်းဝယ်ခြင်းတွေဆောင်ရွက်ကြဖို့လည်းကျွန်တော်တို့စဉ်ဆက်မပြတ်တိုက်တွန်းနေပါတယ်ဒါတွေကိုလည်းအများပြည်သူရောအားလုံးပူးပေါင်းပါဝင်ပေးကြမှသာအဆင်ပြေချုံးမှုမှာဖြစ်ကြောင်းကျွန်တော်အနေနဲ့ထပ်မံ
အတိပေးတိုက်တွန်းလိုပါတယ်ကျွန်တော်တို့ယုံနေဌာနတွေမှာလည်းတက်နိုင်သည့်ထိတွေ့မှုကိုဆော့ချနိုင်မှုအတွက်ဝန်ထမ်းတွေရဲ့အင်အားတွေကိုအတိုင်းအတာတစ်ခုထိဆော့ချပြီးတော့အလုပ်တွေကိုရုံးမှာဆောင်ရွက်ခြင်း work from home အင်ကနေအလုပ်ကိုဆောင်ရွက်ခြင်းတွေလည်းအကုန်လုံးဝိုင်းဝန်းဆောင်ရွက်နေကြပါတယ်ဒါတွေကိုလည်းအများပြည်သူသိရှိစေလိုပါတယ်ပြန်ပြီးတော့ချုပ်ရမယ်ဆိုရင်တော့အများပြည်သူများခင်ဗျာ mask ပါးစပ်နှာခေါင်းစည်းကိုစနစ်တကျအမြဲမပြတ်ဆက်ဆင်ပေးပါမိမိတို့ရဲ့လက်ကိုရေဆက်ပြားနဲ့မကြာခဏဆေးကြောပေးပါအယ်ကိုဟော60ရာနှုန်းအနည်းဆုံးပါတဲ့ hand gel နဲ့တုံလင်းပေးပါတန်းနိုင်ပြီးမိမိအိမ်ထဲမှာနေထိုင်တာအန္တရာယ်ကင်းဆုံးဖြစ်ပါတယ်အကယ်၍များအပြင်ကိုထွက်ရမယ်ဆိုရင်လည်းလူအနည်းဆုံးနဲ့ထွက်ခွာပေးပါ social distancing ဒုနဲ့ဒုအနည်းဆုံး6ပေအခွာဆိုတာကိုနားလည်လိုက်နာပေးပါလို့ကျွန်တော်အနေနဲ့အချင်းချင်းဒါအချင်းချုပ်ပြီးတော့တောင်းဆိုလိုပါတယ်ဈေးဝယ်တဲ့အခါမှာဈေးသွားတဲ့အခါမှာလည်းကြောင်းချသူဝယ်ယူသူတွေ mask တပ်ဆင်ထားဖို့တရားနဲ့တယောက်အနည်းဆုံး6ပေအခွာနဲ့ဆောင်ရွက်ကြဖို့ကိုလည်းကျွန်တော်အနေနဲ့ထပ်မံတိုက်တွန်းလိုပါတယ်။များပြည်သူများခင်ဗျာလာမယ့်နိုဝင်ဘာလဆန်းမှာကျွန်တော်တို့ဒါရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။အခုအချိန်ကာလဟာလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါတီတီတီရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတီတီကနေပြီးတော့မဲဆွယ်စည်းရုံးကြသောကာလဖြစ်ပါတယ်။နိုင်ငံရဲ့အရေးကြီးတဲ့ရွေးကောက်ပွဲကိုတက်ဆိုင်ရာတတ်မှတ်တဲ့အချိန်မှာအောင်မြင်မြင်ကျင်းပဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့ကျန်းမာရေးဆိုင်ရာအန္တရာယ်ကင်းရှင်းရေးကိုလည်းအလေးဂရုပြုကြစေချင်ပါတယ်။မဲဆွယ်သူများရောဝန်းရံသူများကောနားထောင်ကြတဲ့သူများကောမဲဆွယ်စည်းရုံးရမှာဝန်းရံတဲ့အခါမှာဆွေးနွေးကြတဲ့အခါမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ကျန်းမာရေးများအာဇာဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့COVID-19 အန္တရာယ်ရောဂါကင်းရှင်းရေးဆိုင်ရာလိုက်နာမယ့်အချက်များကိုအထူးအလေးထားလိုက်နာကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ကျွန်တော်တို့တိုက်တွန်းတဲ့အခါမှာကျန်းမာရေးအာဇာဝန်ကြီးဌာနကနေပြီးထုတ်ပြန်ထားတဲ့အထူးရွေးကောက်ပွဲကျင်းပရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနဲ့အညီဆောင်ရွက်ရမည့်စံလုပ်ငန်းလမ်းညွှန်ဆိုတာလည်းတရားဝင်ထုတ်ပြန်ထားတာရှိပါတယ်ဒီတွေကအချက်လက်အချို့ကိုကျွန်တော်အနေနဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်များပြည်သူများခင်ဗျာရွေးကောက်ပွဲကာလမဲဆွယ်စည်းရုံးတဲ့အခါမှာလူစုလူဝေးဖြစ်ပွားမှုကိုကျွန်တော်တို့ COVID-19 ရောဂါကူးစက်မှုကိုရောကြနိုင်မှုတဲ့လူစုလူဝေးကဏ္ဍတစ်ခုကိုအယောက်50ထက်မပိုဘူးကျွန်တော်တို့သတ်မှတ်ချက်ရှိပါတယ်ဒါကိုလိုက်နာပေးကြဖို့ကျွန်တော်အနေနဲ့အားလုံးကိုအတိပေးတိုက်တွန်းလိုပါတယ်အယောက်50ထက်မများစေဘဲနဲ့စုဝေးဟောပြောကြတဲ့အခါမှာဆွေးနွေးကြတဲ့အခါမှာနားထောင်ကြတဲ့အခါမှာလည်းတယောက်နဲ့တယောက်6ပေအကွာအနေထားကနေပြီးတော့နေထိုင်ကြဖို့ကိုလည်းဒါကျွန်တော်တို့လမ်းညွှန်ထဲမှာပါရှိပါတယ်ဟောပြောသောပုဂ္ဂိုလ်များဆွေးနွေးသောပုဂ္ဂိုလ်များနားထောင်သောသူများအားလုံးကလည်း mask ကိုအမြဲမပြတ်စနစ်တကျပါးစပ်နှာခေါင်းအောင်လုံးအောင်တပ်ဆင်ထားဖို့အရေးကြီးပါတယ်မဲဆွယ်စီယုံသူများနားထောင်ကြသူများဆွေးနွေးကြသူများဟာတယောက်နဲ့တယောက် body contact လက်ဆွဲနှုတ်ဆက်ခြင်းကဲ့သို့ကိစ္စမျိုးမဆောင်ရွက်ဖို့ရန်လဲကျွန်တော်တို့တွေစံလုပ်ငန်းလမ်းညွှန်ထဲမှာပါရှိပါတယ်ဒါတွေကိုလိုက်နာဆောင်ရွက်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်အခန်းတွေထဲမှာဆွေးနွေးပြောဆိုကြမယ်ဆိုရင်ဒီအခန်းတွေဟာလေလုံနေခဲ့တယ်ဆိုရင်တစုံတစ်ယောက်မှများပိုးပါခဲ့ဆိုရင်အဲ့အခန်းထဲမှာပိုးမှပြန့်နိုင်တဲ့အတွက်ကြောင့်ဟောပြောပွဲဆွေးနွေးပွဲကျင်းပတဲ့အခန်းတွေကိုလည်းလေဝင်လေထွက်ကောင်းအောင်ခြေကျော်ပေါက်တွေဗဒင်းကားတွေတကပေါက်မကြီးတွေဖွင့်လှစ်ထားရှိဖို့ကျွန်တော်တို့စံလုပ်ငန်းလမ်းညွှန်ထဲမှာပါပါတယ်ဒါတွေကိုလည်းလိုက်နာပေးကြစေချင်ပါတယ်ထိုနည်းတူစွာဟောပြောဆွေးနွေးတဲ့အခါမှာကျွန်တော်တို့စကားပြောမိုက်ကိုအသုံးပြုကြပါတယ်မိုက်မှာလည်းတယောက်ပြီးတယောက်စကားပြောကြတဲ့အခါဒီမိုက်ကနေတစ်ဆင့်ကူးစက်မှုမဖြစ်ပွားဖို့အတွက်တတ်နိုင်သည့်မိုက်များသုံးမှုမိုက်တစ်ခုကိုလူအနည်းဆုံးသုံးမှုအတွက်ကိုလည်းစီစဉ်ဆောင်ရွက်ခြင်းအပြင်
မဲဆွယ်စည်းရုံးတဲ့ပုဂ္ဂိုလ်တွေရောဆွေးနွေးကြတဲ့သူတွေရော COVID-19 အနေနဲ့တက်နိုင်ဆုံး short ချနိုင်မှာဖြစ်ပါတယ်။ဒါကိုလည်းဖြစ်နိုင်မယ်ဆိုရင်ဖြစ်စေချင်ပါတယ်။အတတ်နိုင်ဆုံးစီမံဆောင်ရွက်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်။မဲဆွယ်စည်းရုံးရတဲ့သူတွေစည်းရုံးမှုကိုနားထောင်ကြတဲ့သူတွေမှာကျွန်တော်တို့လိုက်နာမယ့်အချက်လက်တွေရှိပါတယ်။မဲဆွယ်စည်းရုံးတဲ့နေရာမှာလိုက်ပါသောပုဂ္ဂိုလ်များဟာကိုယ်တိုင်ကခြားနာနေတယ်။နှာစီးချောင်းဆိုးဖြစ်နေတယ်။အနက်မရဘူး။အရသာမရဘူးဆိုတဲ့ COVID-19 ရဲ့လက္ခဏာတစ်စုံတစ်ခုရှိနေရင်ဒီပုဂ္ဂိုလ်တွေဟာမဲဆွယ်စည်းရုံးတဲ့နေရာကိုမလိုက်ပါသင့်ပါဘူး။ထိုနည်းဆိုမဲဆွယ်စည်းရုံးမှုကိုနားထောင်ဖို့လောက်ကြသောပြည်သက်များနေတယ်ကိုယ်တိုင်ကခုနကတော့ဖြားနာနေတယ်နှာစီးချောင်းဆိုးနေတယ်အနံ့မရဘူးအရသာမရဘူးဆိုတဲ့ COVID-19 ရောဂါရဲ့လက္ခဏာတစ်စုံတစ်ခုများရှိနေခဲ့မယ်ဆိုရင်လည်းဒီစုဝေးတဲ့နေရာကိုမလာသင့်ပါဘူးဒါကိုလည်းကျွန်တော်တို့စံလုံငန်းလမ်းညွှန်ထဲမှာညွှန်ကြားထားပြီးဖြစ်တဲ့ကြောင့်လိုက်နာဆောင်ရွက်ပေးကြဖို့ကျွန်တော်အနေနဲ့ထပ်မံအသိပေးတိုက်တွန်းလိုပါတယ်တစ်ဆက်တည်းမှာပဲ COVID-19 ဖြစ်ပွားမှုများတဲ့ဒေသကနေလာတဲ့သူတွေ COVID-19 အတည်ပြုလူနာနဲ့ထိတွေ့မှုရှိခဲ့တဲ့သူတွေဟာလည်းမဲဆွယ်စည်းရုံးတဲ့နေရာကိုလိုက်ပါခြင်းမပြုသင့်သလိုမဲဆွယ်စည်းရုံးမှုကိုလူစုလူဝေးနဲ့နားထောင်တဲ့နေရာကလည်းရှောင်ရှားသင့်ပါကြောင်းကျွန်တော်အနေနဲ့ဒီနေ့ဆွေးနွေးတင်ပြလိုပါတယ်ဒါကကျွန်တော်အကြံဉာဏ်ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့တွေမဲဆွယ်စည်းရုံးမှုကာလပြီးသွားတဲ့အခါမှာနောက်ဆုံးပိုင်းအနေနဲ့ကျွန်တော်အနေနဲ့ COVID-19 တတိယနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စစ်ဆေးနေမှုအခြေအနေများကိုတင်ပြလိုပါတယ်ကျွန်တော်တို့ဒီပြည်ပကပြန်လာသောပုဂ္ဂိုလ်များ COVID-19 ဖြစ်ပွားမှုများပြားနေတယ်လို့သတ်မှတ်ထားသောဒေသကပြန်လာသောသူများကိုကျွန်တော်တို့ချင်းပြည်နယ်တွင်းကိုရောက်ရှိလာတဲ့အခါမှာသက်ဆိုင်ရာမြို့နယ်လိုက်မြို့နယ်ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီရဲ့အစီအမံနဲ့အတူ facility quarantine ထားရှိခြင်းဆောင်ရွက်လျက်ရှိပါတယ် facility quarantine ထားရှိတဲ့အချိန်မှာပဲထိုပုဂ္ဂိုလ်များရဲ့ nasopharyngeal ရဲ့ဆွဲနှာခေါင်းအာဂန်ပြပတ်ကိုရယူပြီးတော့ရန်ကုန်မြို့အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကိုပေးပို့စစ်ဆေးပြီးတော့ပိုးရှိမရှိစစ်ဆေးတာကိုဆောင်ရွက်ပါတယ်ဒါကတော့အရေးအတွက်များများစစ်ဆေးနိုင်တဲ့အနေအထားဖြစ်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ဟာခါဆေးရုံကြီးနဲ့ဒီတုံဆေးရုံမှာ Gene Expert ဆိုတဲ့စက်နဲ့ခုနကပဲဒီပြည်ပ quarantine ဝင်သောပုဂ္ဂိုလ်များအခြားသောစစ်ဆေးရမယ့်ပုဂ္ဂိုလ်များရဲ့နှာခေါင်းအာဂန်တို့ဘက် nasopharyngeal ဆက်ကို Gene Expert စက်နဲ့စစ်ဆေးပါတယ်စစ်ဆေးတဲ့အခါမှာ negative ဆိုရင်တော့ကျွန်တော်တို့ကဒါ clear ဖြစ်ပြီးတော့အကယ်၍တန်တရားတစ်ခုတွေ့ခဲ့မယ်ဆိုရင်လည်းရန်ကုန်မြို့မန္တလေးမြို့မှာရှိတဲ့အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနပြည်သူ့ကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနများသို့ပေးပို့ပြီးတော့အတည်ပြုချက်ထပ်မံစစ်ဆေးဆောင်ရွက်ပါတယ်ဒါကကျွန်တော်တို့လောလောဆယ်ဆောင်ရွက်နေတဲ့ COVID-19 ရောဂါရှာဖွေမှုအစီအစဉ်ဖြစ်ပါတယ်အများပြည်သူတွေနောက်ထပ်အခုတလောကြားလာမယ့်အပိုင်းကတော့ RDT လို့ခေါ်တဲ့ Rapid Diagnostic Test ပေါ့နော် test kit လေးနဲ့စစ်ဆေးတဲ့အတိုင်းသာဖြစ်ပါတယ်ဒီကိစ္စကိုတော့ကျွန်တော်တို့ယောဂရှာဖွေတဲ့နေရာမှာကြည်ကြည်ပြန့်ပြန့်အားလုံးကိုမသုံးသေးပါဘူးဒီ test kit ဒီ COVID-19 တန်တရားလက္ခဏာဖြာခြင်းနာခြင်းအနံ့မရခြင်းအရသာမရခြင်းလို့တိကျထူးခြားတဲ့လူတွေမှာစစ်မှသာလျှင်အတိုင်းအတာတစ်ခုထိရှာဖွေပေါ်ထုတ်နိုင်တာဖြစ်ပါတယ်ဒီတော့ကြောင့်တချို့က test kit တွေရှိရင်လူတိုင်းရောအားလုံးမစစ်ဘူးလားလို့တချို့ကတွေးတတ်ပါတယ်ကျွန်တော်တို့ဒီ test kit ကိုခုနပြောသလိုဖြာခြင်းနာခြင်းအနံ့ရတာမရခြင်း COVID-19 ရောဂါလက္ခဏာတစ်ခုခုရှိသောသူကိုကျွန်တော်တို့စစ်ပါတယ်ဒါနဲ့စစ်တဲ့နယ်လို့သက်ဆိုင်ရာအထူးကုဆာဝန်ကြီးတွေကမှတ်ချက်ပေးတဲ့သူတွေကိုကျွန်တော်တို့ test kit နဲ့စစ်ပါတယ်လောလောဆယ်ချင်းပြည်နယ်မှာအကြမ်းမင်းရေကောက်တော့မဲ့ရေကောက်ပွဲကျင်းပတော့မဲ့ရေကောက်ပွဲမှာတာဝန်ကျမဲ့ခုနကအထူးရဲတွေကိုတင်တန်းပို့ချတဲ့အခါမှာကျွန်တော်တို့ဒီ test kit နဲ့ကျွန်တော်တို့သူတို့ကိုစစ်ဆေးပါတယ်ဒါကအမြန်ဒီအချိန်ကာလနေကြတဲ့အတိုင်းတွေမှာသူတို့တွေကိုအနေနဲ့ကင်းဖို့ဒီတင်တန်းတွေမှာအနေနဲ့ကင်းတာဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့နည်းဖြစ်ပါတယ်
ဒီလိုစစ်ဆေးတဲ့အခါမှာဒီကနေ့အထိခုနကဖလန်းမြို့နယ်ကတယောက်ကိုတွေ့ရှိခဲ့ပြီးတော့ကျန်သောမြို့နယ်တွေမှာလောလောဆယ်အချိန်ထိမတွေ့ရှိရသေးပါဘူး positive မရှိသေးပါဘူးနောက်တစ်ခုကတော့မဲရုံမှာတောင်းယူရမယ့်ဆရာဆရာမများကျွန်တော်တို့ချင်းပြည်နယ်ပြင်ပကနေပြန်လာတဲ့သူများကိုကျွန်တော်တို့ test kit နဲ့စစ်ဆေးပေးသွားမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့အထူးအနေနဲ့ရုပ်ောက်ပွဲကျင်းပရေးဆိုင်ရာအထူးရဲများရုပ်ောက်ပွဲမဲရုံများမှာတောင်းယူရတဲ့ဆရာဆရာမများကျွန်တော်တို့ချင်းပြည်နယ်ပြင်ပပြန်လာသောပုဂ္ဂိုလ်များကိုစစ်ဆေးပေးသွားမှာဖြစ်ပါတယ်ဒီပါပြည်သူများခင်ဗျာနောက်ထပ်တစ်ခုကတော့ stay at home ကာလမှာသက်ဆိုင်ရာပြည်နယ်တွင်းမှာရှိတဲ့မြို့နယ်တွေကိုကုန်စည်တွေစီးဆင်းမှုမပြတ်တောက်စေဖို့တဲ့ကျွန်တော်တို့ကုန်တင်ကားတွေကိုကျွန်တော်တို့ခွင့်ပြုပေးထားရတာရှိပါတယ်ကုန်တင်ကားတွေခွင့်ပြုပေးထားတာဖြစ်တဲ့ကြောင့်ဒီကုန်တင်ကားတွေရဲ့ရင်မောင်းများရင်နောက်လိုက်များကိုလည်းကျွန်တော်တို့ရဲ့ပြည်နယ်တွင်းကိုဝင်ရောက်လာတဲ့အခါမှာသူတို့စီတဲ့ပြည်နယ်တိုင်းများစွာကိုဖျက်ဆီးနိုင်တဲ့အနေအထားဖြစ်တဲ့ကြောင့်အရေးပေါ်စစ်ဆေးဖို့လိုအပ်လာပါတယ်စစ်ဆေးပြီးနိုင်မှသာလျှင်သက်ဆိုင်ရာပြည်နယ်တွင်းကိုဖျက်ဆီးသွားလာမှုဖြစ်မှာဖြစ်တဲ့ကြောင့်ခုနရင်မောင်းများရင်နောက်လိုက်များကိုလည်းကျွန်တော်တို့ခုနက test kit နဲ့စစ်ဆေးပေးနေရရှိပါတယ် test kit နဲ့စစ်ဆေးပေးတဲ့ရှိတဲ့ခါမှာမနေ့ကကျွန်တော်တို့ဟာခါစိန်ကိုတင်ထားတဲ့နှစ်ယောက်ကလည်းခုနရင်မောင်းနဲ့ရင်နောက်လိုက်နှစ်ယောက်ကျွန်တော်စတင်တွေ့ရှိတာဖြစ်ပါတယ်ဒီ test kit နဲ့စစ်ဆေးလိုက်ပြီးရင်လည်းဒီ test kit နဲ့စစ်ဆေးထားတဲ့ clearance ပေါ့နော် negative ဖြစ်တယ်ပို့မှုတူဆို negative ဆိုရင်အဲ့ဒါရဲ့ကာလသတ်မှတ်ချက်ကလည်း82နာရီ3ရက်ပဲဖြစ်ပါတယ်အကယ်၍ဒီ3ရက်ကျော်သွားပြီးတဲ့အချိန်မှာဒီပုဂ္ဂိုလ်များဟာလည်းအခြားပြည်နယ်နဲ့တိုင်းများကိုဖျက်ဆီးသွားလာမှာဆိုရင်သက်ဆိုင်ရာနေရာမှာထပ်မံစစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်ဒါဒီနေ့ကြုံရင်းတဲ့အားလုံးကိုရှင်းလင်းအောင်ကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်ဒီကုန်းရုံအနေနဲ့ကျွန်တော်တို့ချင်းပြည်နယ်မှာကုသမှုကိုယခုတည်းပုံမူများပြားလာခြင်းမရှိစေဖို့အတွက်ပါဇက်နှာခေါင်းစည်း mask ကိုစနစ်တကျတပ်ဆင်ခြင်းလက်ဆေးခြင်းလူစုလူဝေးဆောင်ရှားခြင်းတန်းနိုင်တဲ့အိမ်မာနေခြင်းအများပြည်သူနဲ့ထိတွေ့သွားလာတဲ့အခါမှာအနည်းဆုံး6ပေခွာနေထိုင်ခြင်းတွေကိုလိုက်နာပြီးကြပါကျန်းမာရေးနဲ့အာဇာဝန်ကြီးဌာနအထုတ်ပြန်ထားသောညွှန်ကြားချက်များသက်ဆိုင်ရာဒေသအုပ်ချုပ်မှုအဖွဲ့အစည်းတည်အခြားသောလူမှုအဖွဲ့အစည်းကော်မတီတည်ကနေပြီးတော့လိုက်နာစေခြင်းနဲ့ဆောင်ရွက်ဆက်လက်များကိုလိုက်နာဆောင်ရွက်ပေးကြခြင်းဖြင့်ကျွန်တော်တို့ရဲ့ပြည်နယ်ထဲမှာကျွန်တော်တို့ရဲ့အများပြည်သူတွေ COVID-19 ကူးစက်ခံရခြင်းမှရှောင်ရှားနိုင်ဖို့ကူးစက်ခံရခြင်းမှချော့ချနိုင်မှုတဲ့အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့အနုညွတ်တိုက်တွန်းမေတ္တာရပ်ခံရပါတယ်ကျေးဇူးတင်ပါတယ်